အားလုံးပဲမင်္ဂလာပါခင်ဗျာငြိမ်းချမ်းမှုအပေါင်းတက်ရောက်ပါစေအထူးသဖြင့်ကမ္ဘာဝါမှာရှိတဲ့မြန်မာနိုင်ငံပါဝင်ကမ္ဘာဝါမှာရှိတဲ့ကျွန်တော်တို့ရဲ့ခရစ်ယာန်ညီနောင်များညီမများအားလုံးခရစ်စမတ်နေ့မှာ Merry Christmas လို့ကျွန်တော်ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရွှင်လန်းချမ်းမြေ့ကြပါစေအဲ့တော့ဆက်ပြီးတော့အထူးပြောကြားလိုတာကဒီနေ့ကမ္ဘာနဲ့အဝန်းခရစ်စမတ်တွေကိုကျင်းပတယ်တချို့ကတော့ဇန်နဝါရီလလို့ဆိုတယ်တချို့ကစက်တင်ဘာလလို့ဆိုတယ်တချို့ကတော့ဒီဇင်ဘာ25ရက်နေ့လို့ဆိုတယ်ဒါကတော့ကျွန်တော်တို့အထိမ်းအမှတ်ပါအဓိကတော့ခရစ်တော်ဟာကမ္ဘာဂျိုကိုအနိုင်မဲ့ကိုယ်ဝေရာအရှိထံကဆေလွတ်လို့ရောက်ရှိလာခြင်းဖြစ်တယ်ကျမ်းတော်မြတ်ကုရ်အာန်မှာမေရီသခင်မဆိုတဲ့အခန်းကဏ္ဍတစ်ခုဂုဏ်ပြုပြီးပါပါတယ်အထူးသဖြင့်ခရစ်တော်ရဲ့မိခင်တော်ကိုဂုဏ်ပြုပြီးတော့နာမည်ပေးထားတာဖြစ်ပါတယ်အထူးသဖြင့်ခရစ်တော်ကြွလာခြင်းသည်ကျမ်းတော်မြတ်ကုရ်အာန်အရလူခတ်သိန်းတို့အတွက်သက်သေလက္ခဏာတရားဖြစ်စေအားလုံးအတွက်ကောင်းကြီးမင်္ဂလာအတွက်ဖြစ်စေစေလွတ်ထားခြင်းပဲဖြစ်ပါတယ်ဒီပြင်ကျမ်းတော်မြတ်ကုရ်အာန်မှာလောကခတ်သိန်းတို့အတွက်သက်သေလက္ခဏာတရားလို့စัจ java နဲ့ရှင်ပြီးတော့ဂုဏ်ပြုပြီးတော့ပြောထားပါတယ်ဒါကြောင့်မလို့ခရိယာညီနောင်များအနေနဲ့လည်းပျော်ရွှင်ချမ်းမြေ့ကြပါစေသာသနာတာဝန်များကိုကျေးပွန်စွာထမ်းဆောင်ရင်တိုင်းပြည်အကျိုးကမ္ဘာအကျိုးလူသားတွေအကျိုးစောစောတမဆောင်ရွက်နိုင်ကြပါစေလို့ဆုမွန်ကောင်းတာဝန်နှုတ်ခွန်းဆက်ပါတယ်ဒီပြင်ခရစ်စမတ်ပြီးတာနဲ့ကြုံတွေ့ကြရမယ့်နှစ်သက်ကူမှလည်းကမ္ဘာသူကမ္ဘာသားအားလုံးငြိမ်းချမ်းသာယာမှုအပေါင်းပြည့်စုံကြပါစေကြုံတွေ့နေတဲ့အခက်အခဲတွေကိုလည်းမေတ္တာတရားကိုခြေပြုပြီးပူးပေါင်းဆောင်ရွက်မှုတွေနဲ့ကျော်လွှားနိုင်ကြပါစေလို့ဆုမွန်တောင်းရင်နှုတ်ခွန်းဆက်ရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ